အပိုင်းကအောင်ကြပါစေနောင်ဘဝတာရှိအောင်ကြပါစေအဖုံဖုံအလီလီပရာပေးဝေးကွာရှောင်ရှားသွားကြစေအုံဟယ်ရီဟယ်ရီဂါထာတကူနဲ့စီးစိမ်တွေတိုးလို့ရတနာမိုးသွန်းဖြိုးလို့ရွာသည်မျက်မမြင်အိမ်ယာကွက်လက်ရဲ့ညနေခင်းကိုကိုကန်ဦးရဲ့မက်ဒလင်လက်တံကကြက်တရီမင်္ဂလာနဲ့ဇွတ်အတင်းပြည့်စုံစေတယ်အပြိုကြီးမမချင်းရဲ့အိမ်တက်မင်္ဂလာအခါလေးအပြိုကြီးရဲ့ခြေတန်းရှိအိမ်သက်လေးကလူလန်းလျှောက်လိုက်တိုင်းတသိမ့်သိမ့်လှုပ်နေတယ်အိမ်ကောင်းရင်မှာကိုကန်ဦးတို့မတ်ချိုတို့တီဝိုင်းအဖွဲ့ကကြကြနာနာနေရာယူထားတယ်ဝိုင်းတော်သားတွေအားလုံးအစုံအညီပေါ့ကိုကန်ဦးမတ်ညိုစိတ်ကိုဆန်းမောင်ဖိုးကျော်အဲနီမတ်ချိုဒီလိုပွဲမျိုးမနှွဲရတာကြာပြီလေမတ်ညိုစိန်တောင်မှမဆိုရတာကြာလို့သူအင်မတန်ပိုင်နဲ့မင်္ဂလာ12ပါးကိုအတန်တွေရိုင်းနေတယ်ကို့အလဲကိုစောင်းရင်ဓာပြားရအဆိုတော်ချူချူအေးကချောင်းဟန့်ဟန့်နဲ့ပါဇက်ပြင်းနေတယ်အပြိုကြီးကသူ့အိမ်ဘက်မှာလက်ဖက်တုပ်ရေနွေးချမ်းနဲ့အိတ်ခံနေလေမျက်မမြင်အိမ်ယာကွက်လက်ရဲ့အိမ်တော်စု20လုံးကလူတွေအကုန်လာစားကြတာပေါ့ကန်ဒီတို့ဆိုထမင်းတောင်ခူလာသေးတယ်လက်ဖက်တုပ်နဲ့ထမင်းနဲ့စားပြီးညနေစာပြီးအောင်ကြံတာလေဟဲ့ဘသူတွေလာကြပြန်ပြီလဲဖြည်းဖြည်းဟဲ့ငါအိမ်ကမနေခင်ပြိုတော့မှာပဲကျွန်တော်တို့ပါကြီးကြီးရလဲဟဲခေါင်းတွဲလားနင်ဖယ်သွားနေတော့ခုနကခိုင်းချင်တာခေါ်လို့မရဘူးမက်ကန်နီမပြောဘူးလားဥပောင်တုံးနဲ့ဝါဝယ်တာလိုက်သွားရတာကြီးကြီးရဲ့မပြောပါဘူးမိကန်နီကလည်းလက်ဖက်တုပ်ပဲငန်းနေတာလက်ဖက်တုပ်ပဲမှလည်းကြီးကြီးကန်နီကိုမေးနေအောင်သမီးရေခေါင်းတွဲတို့မောင်အောင်တို့အတွက်လက်ဖက်တုပ်လိုက်အောင်ဟေ့အပြိုကြီးကသူ့ကိုလာကူပြောင်းပေးတဲ့တူတူမလေးကိုလှမ်းပြောတယ်ကန်ဒီကစံတဝါဝါနဲ့လျှောက်လာရင်ဥအောင်ပြန်လာပြီလားရခဲ့လားဝါဥအောင်ကမလာသေးဘူးဝါးတွေတိန်နေတော့ခေါင်းတွေကကန်ဒီကိုပြောရင်တွားလိုက်ရတာမက်ကန်ဒီရအဝေးကြီးပဲဥအောင်ကလည်းအရန်ကြီးများတာပဲဝါးတွေကိုစမ်းနေတာကျွန်တော်ကကောင်းပါတယ်ဆိုလည်းမရဘူးလို့ညှင်းညူတယ်ဥအောင်ကဒီလိုပဲဝါးကကြမ်းခင်းအတွက်လားဟဲ့ကန်ဒီဟုတ်တယ်ကြမ်းခင်းအတွက်အမိုးနဲ့ကြမ်းခင်းပြီးရင်ကျမတော့တော်တော်စိတ်အေးသွားပြီအကားကိစ္စမရှိဘူးကန်ဒီစကားပြောလို့ကောင်းနေတော့နားထဲကိုကလေးငိုတန်နဲ့ခြူတန်လေးဝင်လာတယ်ဟုတ်တော့ရဲထွန်းအောင်ကိုမေ့နေတာဘယ်နာပါလဲခေါင်းတွေကြည့်လိုက်စမ်းပါခမရတာရေတွေဆိုရွှဲလို့လှေကားရင်းမှာလှေကားတိတိလိုက်ဆန်းနေတယ်အိုးစမ်းတာမဟုတ်ပါဘူးဟဲ့တားလေလာလာဒီယိုလာရဲထွန်းအောင်လေးကလေးဘက်သွားရကနေမတ်တက်ရက်ချင်နေပြီလေတားလေးသွားရင်ဆန်းဆန်းနေတယ်ပြောတာကိုကန်ဒီတိတ်ဒေါသဖြစ်တာပဲစေကန်သွားပြပြီးပြီလေကန်ဒီတို့စီကိုအမေလာပြီးသွားပြီအမေလာတာကန်ဒီကိုဖျားမာတာပါပဲအမေကသူ့ပတ်စံချေးထားတဲ့ထဲကငွေ1000ပေးတယ်အိမ်ဆောက်ဖို့ပေါ့အမေခမသူ့မြေးအတွက်လဲမုံနေဝယ်လာရှာသေးတယ်ရဲထွန်းအောင်မျက်လုံးကိုကြည့်ပြီးတော့လဲစိုးရိမ်လို့တဲ့စေကန်သွားပြဖို့အတန်တန်မာတယ်သူမြို့တက်မှာအိမ်ဆောက်ပြီးရင်သူ့မြေးကိုသူ့စီခေါ်ထားတော့မယ်တဲ့အမေစီကပတ်စံရတာနဲ့ကန်ဒီတော့မဖြစ်ဖြစ်အောင်အိမ်ဆောက်တော့တာပဲလက်သမားကတွေဘာတွေနောင်ခါလာနောင်စည်းပဲလောလောဆယ်သူများနေတူအိမ်လေးတစ်လုံးတော့ဖြစ်ချင်တယ်ကန်ဒီကလေးကဘာလို့ငိုနေတာလဲဟောဥအောင်လာပြီဥအောင်အတန်နဲ့အတူသားလေးရဲ့ခြူတန်လေးတစ်ချွင်ချွင်ကိုကြားရတယ်ကန်ဒီစီမလာပဲသူ့အဖေစီပြေးတာနဲ့တူရဲ့သားလေးခြေထောက်မှာခြူလေးတွေဆွဲပေးရပြီလေခေါင်းတွဲတို့ငယ်ငယ်တုန်းကလို့ပေါ့သူတို့လေးတွေတောက်တက်ပြေးချိန်မှာမျက်မမြင်အမေတွေဘလို့လိုက်ထိန်မလဲကလေးတွေခြေထောက်မှာခြူလေးတွေဆွဲပေးထားရတာပေါ့ရဲထွန်းအောင်ကိုဆွဲပေးတဲ့ခြူလေးကခေါင်းတွဲငယ်ငယ်ကခြူကလေးပဲမက်ညိုစိန်ကရဲထွန်းအောင်ကိုပေးတာရေတွေဆိုရွှဲနေတာပဲရေတိုင်နာသွားတယ်ထင်တယ်ဒီကောင်ဦးအောင်ကသူ့သားကိုပွေ့ချပြီးအပြိုကြီးအိမ်ပေါ်တက်လာတယ်ရဲထွန်းအောင်ကရေတိုင်နာကရေစလုံးကြီးကိုမမြင်ဘူးဒါနဲ့ရေဆိုးကုန်းတာခေါင်းတွဲညမလေးကရေတဝက်နဲ့ပြောတဲ့အတန်ကန်နီရင်ထဲမှာအပူလုံးကြီးဆုတ်သွားသလိုပဲသားလေးကစမ်းပြီးသွားနေတာတဲ့ရေစလုံးကြီးကိုမမြင်ဘူးတဲ့ဟင်းမဟုတ်ရပါဘူးမပြောကြပါနဲ့ကန်နီသားလေးစမ်းမသွားပါဘူး
ရေစလုံးကြီးကိုလည်းမြင်ပါတယ်သူရေတွေဆော့လာတာပါနော်သားလေးရဲ့စေကန်းတွေမနှက်ဖြန်သွားမှဖြစ်မယ်ပဲငွေတောင်ရန်ဦးမှာစန္နာစန်းနီကိန်းနီတို့မှာပန်းပေါင်းဝေဝေညာရွှေပြာနီစင်မြန်းနာပဲကခုံမြူးရှာမတ်ချိုကသူ့ရဲ့နာမည်ကျော်စန္နာကိန်းနီကိုအစွမ်းပြနေပါပေါ့လားမတ်ချိုဒီတချင်းဆိုရင်အမြဲငိုတဲ့အဲ့နီတယောက်ငိုနေပြီလားမသိအပြိုကြီးကသူ့အိမ်တက်မင်္ဂလာမှာငိုရင်တော့ကြိုက်မှာမဟုတ်ဘူးဒါပေမဲ့ရှိုက်တံမထွက်ပဲမျက်ရည်ကျရင်သူမြင်ရတာမှတ်လို့ကန်ဒီတို့အားလုံးဟာငိုတန်ကြဘူးပေမဲ့မျက်ရည်ကျတာကိုတော့ဘယ်သူမှမမြင်ကြပါဘူးလေသူ့လင်တက်ဝေချစ်သူဆွေကိုဇီဝိန်ကြွေအောင်စိန်စီမျှနဲ့တအားပဲခွင်းကမတ်ချိုကမာမအေးလိုပဲရှိုက်တံတွေဘာတွေနဲ့အကြအနစိုးနေတယ်ခုနကစကားပြောနေတဲ့ပြိတ္တလည်းငြိမ်လို့သိကြပါတယ်အခုချိန်ဆိုအဲနီကတော့မျက်ရည်ကျနေလောက်ပါပြီကိုကန်ဦးနဲ့ကိုဆန်းမောင်ရဲ့မက်ဒလင်လက်စွမ်းပြတံနဲ့အတူညနေခင်းလေးအေးကအပြိုကြီးအိမ်ပေါ်ကိုခပ်ပြင်းပြင်းလေးတိုက်လာတယ်မိုးရတော့မဲ့ထင်တဲ့ကန်ဒီမိုးသားတွေမဲလာတယ်ခေါင်းတွေကတွတ်တိုးလေးပြောတယ်ဟုတ်လောက်တယ်လေကလေးကအေးနေတာပဲပျော်မြူးစွာကိန်းနီယာမောင်မဲချစ်ချောင်းနှစ်ပေါင်း1000ပင်ကြာမတ်ချိုရဲ့စန္ဒကိန်းနီအစုံးမှာပဲမိုးဆက်လေးတွေအပြိုကြီးရဲ့အမိုးတစ်ကလေးပေါ်ကိုတပေါက်ပေါက်ကျလာခဲ့တယ်အဖေမိုးရပြီခေါင်းတွေအော်တော့ကိုကန်ဦးကမက်ဒလင်အတန်အဆန်းမပြတ်ပဲအေးတဲ့ပြီးတော့ကဲမတ်ချိုဆိုမလားမတ်ညိုချိန်ဆိုမလားချစ်မိုးကြီးဆိုဟဲ့မတ်ညိုစိန်ကမတ်ချိုဆိုမတ်ချိုကပိုကောင်းတယ်တဲ့ကိုကန်ဦးကမက်ဒလင်ကိုအတန်ဆန်းလိုက်တယ်မတ်ချိုကချောင်းတစ်ချမ်းဟန့်ရင်မျိုးရောင်မှိုင်းမိုးပေါက်ကြတဲ့အချိန်ကရုတ်တရက်ပိုပြင်းလာတယ်မတ်ချိုတချင်းတန်ရက်သွားပြီးကြပြနဲ့ကိုထွေးအိမ်ကိုပြေးအောင်မိုးတွေပက်ရင်အိယာတွေအကုန်ဆွဆွဲကုန်တော့မယ်ကိုထွေးကအင်းဆိုပြီးဆင့်သွားတယ်အိမ်ကထရံမကာရသေးဘူးလို့မတ်ချိုကညီးရင်ကဲဘယ်နှရောက်သားမှန်းတော့မသိတော့ပါဘူးအဲမျိုးရောင်မှိုင်းမို့အစကပဲပြန်ဆိုပါမယ်မိုးကလေတံပြင်းပြင်းနဲ့အတူတဲမဲရွာချလိုက်တယ်မိုးတိမ်ရန်ကဆိုင်းငယ်လေးပြီးမိုးတန့်တွေကြားမှာမတ်ချိုအတန်ကစုထွက်လာတယ်မိုးကပိုရွာလာတယ်မျက်မမြင်အိမ်ယာကွက်လက်ပေါ်ကိုမိုးဦးဟာအရှိန်ပြင်းပြင်းနဲ့စတင်ကြာရောက်လို့လာခဲ့ပြီမိုးဦးကြတဲ့တညလုံးကန်ဒီတို့အလုတ်ယုံတွေကလူတွေမအိပ်ရဘူးအလုတ်ယုံခေါင်ကအမိုးတွေမလုံပဲယိုကျလာတယ်အလုတ်ယုံဟိုဘက်ဒီဘက်ထိပ်မှာနေရာရတဲ့သူတွေရဲ့ပစ္စည်းတွေမိုးပတ်ပြီးရွှဲကုန်တယ်ကန်ဒီတို့လည်းပါတာပေါ့ခေါင်းအုံးတွေစိုးကုန်တာကတော့အဆိုးဆုံးပဲချင်းအောင်ဆိုတာလဲဆိုးရပါပဲလေချင်းတွေကတအားကြိုက်တာအလုတ်ယုံအမိုးကအမိုးဟောင်းကြီးလေအုတ်ကျွတ်မိုးဟောင်းကြီးတဲ့အရင်ကဒီနေရာကကလားတထေးတယောက်ရဲ့စက်ယုံနေရလို့ပြောတယ်ဒီနေရာကိုသူကကန်ဒီတို့လူမျိုးတွေတခုခုဒုက္ခိတဖြစ်နေတဲ့လူမျိုးတွေပေါ့လေဒီလူတွေအတွက်လှုပ်ပစ်ခဲ့တာတဲ့ကွက်လက်ထဲမှာကြံခဲ့တဲ့အစားအုံဟောင်းကြီးကိုပြင်ပြီးကန်ဒီတို့အတွက်အလုတ်ယုံလှုပ်ထားတာပေါ့အုတ်ကျွတ်မိုးပင်မဲ့နှစ်ပေါင်းကြာလာပြီဆိုတော့ဘယ်လုံနိုင်ပါတော့မလဲတခုတော်သေးတာကခေါင်တလျှောက်တအားယူပြီးကြံတဲ့နေရာတွေကတိတ်မယိုဘူးအလုတ်ယုံနဲ့နေကြတဲ့သူတွေကနေရန်ဘေးကပ်နေကြတာဆိုတော့အလေကောင်လူသွားလမ်းပေါ်ကိုမိုးရေတွေကျလို့ပေါ့ဒါပေမဲ့မြေကြီးပေါ်နေကြရတဲ့ဂန်ဒီတို့တွေစီကိုမိုးရေတွေစီးမလာအောင်ကိုရှိသမျှခွက်တွေပုံးတွေဒံအိုးတွေနဲ့မိုးရေခံထားကြရတယ်ခေါင်းတွဲတို့မောင်နှမ၃ယောက်အပင်ပန်းဆုံးပေါ့ဂန်ဒီတို့ကဘာလုပ်တတ်မှာလဲကိုခေါင်းပေါ်မိုးရေကျလာတော့မှဒီနေရာမှာဒံအိုးချရမယ်ခွက်ချရမယ်ဆိုတာသိတာကလေးတွေဆိုတော့ခေါင်းတွဲတို့ကတော့ပြောလို့မိုးရွာရင်မိုးရေချိုးမယ်မိုးရွာရင်မိုးရေချိုးမယ်ပြို့ကိုဖိုးကျော်ဂီတာတီးပေးပါပြို့အလုံးယုံပြင်ဘက်မြေကွက်လက်စီကိုလှမ်းပြီးတော့လဲဖိုးကျော်ကိုအော်လိုက်ကြသေးတယ်ဖိုးကျော်ခမရမှာတော့ဂီတာတီးဖို့နေနေတတာ
သူတို့ကိုစကားတောင်ပြန်မပေးနိုင်ဘူးအိမ်နိုင်လေးတွေပဲထူထားရသေးတဲ့သူ့နေရာလေးကဖြစ်ကြတဲ့ဆန်းပလတ်စတစ်မိုးလေးအောင်မှာကလေး2ယောက်နဲ့ဂီတာကိုမိုးရေလုံအောင်ကြိုးစားနေရတယ်အပြိုကြီးအိမ်အတစ်ချက်ချွတ်စီကလည်းကြွက်စီအတန်တွေကြားရတယ်မိုးအတစ်ကမိုးယိုလို့တဲ့လက်သမားတွေကိုမြစ်တာပို့နေတယ်ဟုတ်ပါရဲ့နော်လူတွေကလည်းကိုချင်းစာတရားလေးတော့ထားဖို့တင့်ပါတယ်ကန်ဒီတို့တွေဟာသူတို့ဘာလို့သွားဘာမှမတတ်နိုင်တဲ့သူတွေပါမိုးကရွာလိုက်တိတ်လိုက်လေတိုက်လိုက်နဲ့တော်တော်လေးကြာတော့ခေါင်းလွှဲရအော်ပြန်တယ်ဟာအဖေနားမှာကင်းကြီးခေါင်းလွှဲကတပုံးပုံးနဲ့ရိုက်တယ်တော်သေးတယ်ကျွန်တော်ဓမီနဲ့ထိုးကြည့်တော့မြင်လိုက်ရလို့တဲ့ဖះကန်ဒီတို့အားလုံးတခါမှမမြင်ဘူးတဲ့ဖះကိုတယုံကလွဲလို့ဘာများတက်နိုင်မှာတဲ့လေမုံကြားဆိုတော့တွင်အောင်ကင်းကောင်ကြီးတွေထွက်ပြီးကွမြင်ငွေ့ရိုက်ပြီးပူတာကိုကန်ဦးကတော့တိတ်ကြောက်ဟန်မတူကင်းချင်များမိုးလို့ပါမွေဆိုရင်ကိုကန်ဦးဘယ်မကြောက်ဖဲနေလိမ့်မလဲခေါင်းတွဲရဲ့သမီးလေးနဲ့တေချာစမ်းကြည့်ပါအောင်မွေတွေဘာတွေရှိနေပါအောင်မယ်ကန်ဒီပြောမလို့လို့တော့မတ်ညိုစိန်ကသူ့သားကိုပြောတယ်အမေတို့ကတခဲအစ်စ်ဝယ်ပေးပါဆိုတော့မဝယ်ပေးဘူးအခုကြာမှဓမီလေးနဲ့လုံနေအမေတို့မလိုပေမဲ့သားတို့လိုတယ်ဗျဟုတ်တယ်မှောင်မဲကြီးထဲမှာနေရတာကြောက်စရာကြီးခေါင်းတွဲတို့ညီကို2ယောက်ကသူ့အဖေနဲ့အမေကိုမကြေမနက်ပြောကြတော့သားသမီးချစ်တဲ့ကိုကန်ဦးကသားတွေကိုကြည်ဆဲတယ်အဖေတို့ဖြင့်မှောင်မဲကြီးနေရတာကြားလာပါပြီမောင်ရကြောက်စရာလည်းမရှိပါဘူးဟုတ်တယ်အဖေတို့ကဒါမျိုးဖြစ်နေတာကိုအငယ်ကောင်ကသူ့အဖေရဲ့မမြင်အမှုအရာလောက်ပြဟန်တူတယ်ခေါင်းတွဲတို့မောင်နှမ3ယောက်တခစ်ခိရှိကြတယ်တခဲဝယ်ပေးနော်ဖေဖေဖျောင်းနိုင်လဲဝယ်အောင်နော်ဖေဖေအေးပါကွာကိုကန်ဦးကထုံးစံအတိုင်းအလိုလိုက်မဲ့ပုံနဲ့နှစ်သိမ့်ရပြန်တယ်သားတို့ရဲ့တနေ့ကို4ကျပ်နှုန်းနဲ့အဖေနဲ့အမေ2ယောက်ရတဲ့လက240နဲ့သားတို့ဘလို့စားနေရတဲ့တော့သားတို့ကိုတခဲလဲဝယ်ပေးချင်တာပဲဖျောင်းနိုင်မီလေးလဲထွန်းပေးချင်တာပေါ့အဖေတို့နဲ့အတူအမောင်ထဲမှာဘယ်နေခိုင်းကျင်ပါမလဲကွတကယ်တော့သားတို့ဟာအဖေတို့ထဲကိုလာပြီးမဝင်စားသင့်ဘူးအဖေရေလေဒီတိုက်လာပြန်ပြီမိုးလေးအတိတ်မှာအိတ်ကြမယ်လို့တော့ခေါင်းထဲအော်တန်ကြားရပြန်တယ်မိုးဆက်တွေကလေပြင်းပြင်းနဲ့အတူအလောယုံတွေကိုဒရဟောဝင်လာတယ်ကန်ဒီတို့ခင်းထားတဲ့ဖြာကလေနဲ့လန်ပြီးလာရိုက်တော့ရဲထုံးအောင်ကငိုရောတိတ်သားတိတ်မနာပါဘူးဥအောင်ရေနိုးစီကလေးလိမ့်သွားတန်ကြားတယ်လိုက်ဆံပါအောင်ဟာနေပါအောင်မက်ကန်နီကလည်းနိုးစီကွက်မတွေ့ပဲမွေကိုစမ်းပြီးမှဟုတ်ပိတ်ဖြစ်နေမယ်မနှက်ကြမှာခေါင်းတွဲရှာခိုင်းအဲဟိုမအဖေရေဦးထွေးတို့အန်ဒီချိုတို့အိမ်မိုးကြီးလန်သွားပြီဗျသူတို့လည်းမသိဘူးလန့်အောင်ပြောလိုက်လေကွာအိုးကိုကန်ဦးကလည်းပြောတော့မတ်ချိုတို့ကဘာလုပ်ရမှာလဲဒုက္ခပါပဲတော့မိုးကတစ်မျိုးလေကတစ်မောက်လေတိုက်ပြီးမိုးကပြန်သေးလာပြန်တယ်သွားပါပြီဒီနေ့ညတော့အိပ်ရမယ်လမ်းမမြင်တော့ပါဘူးဟောဦးထွေးတို့သားတို့စီပြေးလာနေကြပြီကျန်တဝက်တစ်ပြက်ခင်းလက်စအိမ်အောက်မှာဘလို့မှမိုးခိုလို့မရတော့တဲ့အစုံအလုံးယုံတွေကိုမတ်ချိုတို့ရောက်လာကြတယ်အတော့မကြတဲ့မိုးအကုန်ရွှဲကုန်ပြီကိုထွေးပစိုးချောက်လေးခြုံထားခေါင်းလေးလည်းတုပ်ပစ်လိုက်အောင်အေးပတ်နေမယ်အန်နီချိုတို့အိမ်မိုးကြီးလန်သွားပြီတိလားဟဲ့တော့ဒုက္ခကိုထွေးအိမ်မိုးကြီးလန်သွားပြီတဲ့ပတ်စံမရှိပါဘူးဆိုမှပတ်စံအကုန်ရအောင်လိမ့်မယ်မတ်ချိုချင်မိုးကြီးလေးမဆိုတော့ဘူးလားလှုပ်ဆမ်းပါအောင်ဟဲ့တေနာကောင်တေနာကြမောင်းအောင်သူများဒုက္ခဖြစ်တာကိုအလော့ယုံထဲမှာမတ်ချိုဆဲတန်တွေစူးညံသွားတယ်ကျဲလောင်နဲ့မပြီးနိုင်တော့ဘူးအဖေကိုဖိုးကျော်တို့ဒီထက်ခေါ်လိုက်ရမလားခေါင်းတွဲကသူ့ဂီတာဆရာအတွက်ပူပန်ပြီးလှမ်းအောင်ခေါ်တော့အဲနီရဲ့တန်ဆူဆူလေးပေါ်လာတယ်ခေါင်းတွဲရေငါတို့အပြိုကြီးတို့အိမ်ပေါ်မှာရောက်နေပြီဟဲ့တော်သေးတာပေါ့အလုတ်ယုံတွေကိုအပြင်ဘက်မြေကြီးပေါ်ကနေမိသားစုတချို့ပစ္စည်းတွေတိုးလို့တွဲလောင်းနဲ့ဝင်လာပြန်တယ်ကလေးတယောက်ကတအင်းကြီးလို့အကောင်တကောင်ကိုက်သွားတာတဲ့
ဘာကောင်ကိုင်မန်းလဲမသိဘူးအမလေးမိုးမြ мян လင်းပါစေတော့တယောက်ယောက်ကညှဉ်းညူလိုက်တဲ့ကိုကြားရတယ်ဟုတ်တယ်မိုးမြ мян လင်းပါစေတော့စိတ်ပြက်စရာကောင်းတဲ့မိုးဥညာကြီးမြ мян ကုန်ပါစေတော့မိုးဥကြတာကလည်းဒီလောက်ပဲပြင်းရတယ်လို့တော့မတ်ချိုရဲ့မချင်မနှက်တန်ကိုကိုကန်ဦးကပြန်ပြောတယ်မိုးဥလေဦးဒီလောက်ကောင်းရင်မိုးလေမိုးနောင်လေကောင်းတတ်တယ်တဲ့ဟာမိုးကတဖွဲဖွဲရွာနေတယ်ကွက်လက်ထဲကအိမ်တဝက်တစ်ပြက်လေးကိုမိုးရေဆူရွှဲလို့အလုံးယုံအောင်မှာလူတွေစုယုံနဲ့တစုံတရာကိုမျောနေကြတယ်စံကားကိုမျောနေကြတာလေကိုကန်ဦးနဲ့ဦးအောင်တို့သွားထုတ်ကြတဲ့ဆံကိုမျောနေကြတာကုံထိုးသမားကထုတ်ပေးတဲ့ဆံပေါ့ကုံထိုးသမားမှာလှုပ်တဲ့သူတယောက်ကိုစံ12ပြည်ရတယ်ဒီကနေကြည့်မြင်တိုင်းကိုတအူချင်းဘယ်သွားထုတ်နိုင်ပါမလဲကား2ဆင့်စီးရမယ်လူတွေဒီလောက်ကြက်တဲ့ဘတ်စကားထဲမှာမမြင်မပြုတ်နဲ့စံ12ပြည်ကိုဘယ်လိုလုပ်တဲမလဲဒီတော့လာဆန်းရက်စံထုတ်ပြီဆိုရင်ကိုကန်ဦးနဲ့ဦးအောင်ကတာဝန်ယူပြီးသွားထုတ်ကြတယ်ကာငါပြီးတခါတည်းစုတယ်လာတော့ကိစ္စအေးရောကားကိုအချိုးကျစုပေးချရတာပေါ့အရင်သွားထုတ်ခါစားကတော့ခေါင်းတွဲပါရသေးတယ်ဒီကနေသွားတာတို့ကားငားတာတို့ဒီနေရာကိုတိအောင်ကားကိုလမ်းညွှန်ရတာတို့မှာခေါင်းတွဲမပါလို့ဘယ်ဖြစ်မလဲနောက်ကြတော့ဒီကနေအသွားကိုကိုကန်ဦးတို့ဦးအောင်တို့ကကားစီးတက်လာတယ်ကားကလည်းကျောင်းသားလေးကကားဆိုတော့အမြဲဖြစ်သွားပြီးနေရာကိုညွှန်စရာမလိုတော့ဘူးကားသမားကြီးကတနာပြီးကားကိုရှော့ယူရှာပါတယ်ဆန်ကအိမ်တော်စု20အတွက်တင်း20လောက်ရှိတယ်ကားသမားကြီးကကား100နဲ့လိုက်ပို့တယ်စံ12ပြည်တဲကအတွက်5ချက်စီကောက်တယ်စံ24ပြည်ရတဲ့သူဆိုရင်တော့10ပေါ့မိုးကရွာနေတော့စံထုတ်ဖို့နောက်ကျသွားတယ်တရက်နောက်ကျသွားတာနဲ့စံပြက်ကုန်ကြပြီလေစံကားလာမှသမင်းချက်ရမယ်သူတော်တော်များတယ်အလုတ်ယုံထဲမှာစုပြုံးပြီးစောင့်နေကြတယ်မိုးလေးဖွဲတောင်မြေကြီးကချော်ခြင်းတယ်မိုးများလာရင်တော့မလွယ်ဘူးဟုတ်တယ်ဒီမြေကမြေစည်းတွေအကောင်ပလောင်နဲ့လေးထွက်ပတော်သေးတယ်ခုထီတော့စိုးစိုးဝါးဝါအကိုက်ခံရတာတွေဘာတွေမရှိသေးလို့ကိုကမမြင်ပေမဲ့တရဝါကမြင်ပြီးရှောင်းတယ်နဲ့တူပါရဲ့ကျမကတော့ဖျားစာရွတ်မြစ်တာပို့ရတာပဲနှုတ်မို့ဆိုမအိပ်ရဲဘူးဟိုနာကရွာနဲ့တက်လာသလိုလိုဒီနာကရွာနဲ့တက်လာသလိုလိုနဲ့အရေးကြီးတာကမိုးသိမ့်မကြလာခင်အိမ်ပြီးဖို့ပါပဲဟုတ်တယ်နေစရာလေးရယ်စားစရာလေးနတ်မှန်ဖို့ရယ်ဒါဆိုတို့ဘဝမှာပြီးနေပါပြီတိထက်ပိုပြီးဘာမှမမျှော်လင့်ပါဘူးရေဒီယိုလေးတစ်လုံးတောင်မလိုချင်တော့ဘူးလားမလိုချင်ပါဘူးဒီဘဝမှာနားအယုံလည်းမခံစားပါရစေနဲ့တော့နေရေးစားရေးပဲဒါပြီးရင်ပြီးတာပဲလောက်မနေနဲ့မျက်မမြင်ဘဝမှာရေဒီယိုလေးတစ်လုံးတော့ကိုနားမှာရှိရမယ်ကျုပ်တို့ကတော့မိုးလုံလေးလုံအောက်မှာရေဒီယိုနားထောင်ရင်ထမင်းစားခြင်းတယ်တယောက်တစ်ပေါက်ပြောတန်တွေကိုမတ်ချိုကစကားတက်နဲ့နောက်ဆုံးအနိုင်ပန်းရင်နားကိုဆွင့်ထားတယ်ဟောကန်ဒီရေကားတန်မလားဒေါ်ချစ်တန်ထင်တာပဲဟုတ်တယ်ဒါဆန်ကားတန်ကျမသိတယ်ဆန်ကားလာပြီဟဲ့စကားတန်ကကားတန်ကဖြည်းဖြည်းချင်းနီးလာတယ်အပြိုကြီးခေါ်ထားကြအောင်လေအပြိုကြီးကလည်းသူ့အိမ်ကြီးပေါ်ကကိုမစင်းတော့ဘူးအပြိုကြီးရေဆန်ကားလာပြီတော့ရေမတ်ချိုအော်တန်အိမ်ဟာကွက်တစ်ခုလုံးကြားရလောက်တယ်အပြိုကြီးစီကအတန်ကတော့ဘာမှမကြားရတော့ဘူးအပြိုကြီးထုံးစံအတိုင်းပြန်တော့မအော်ပဲပြစ်တောက်နဲ့လှုပ်ရလာနေမှာခေါင်းထဲပြန်ရောက်ပလားဟေ့ကားဆိုင်တန်နဲ့အတူကိုကန်ဦးအော်တန်ကြားရတယ်ခေါင်းတွဲမရောက်သေးဘူးတေသားနဲ့ဟာညနေဆောင်မှပြန်ရောက်မှာပေါ့ရှင်ကလည်းမဟုတ်ဘူးဒီနေ့သူတို့ဖိတ်တဲ့အိမ်တအိမ်ရှ िख ိုးပြီးပြန်လာမှာလို့ဖိုးကျော်ပြောသွားလို့ကွာအလောယုံထဲကိုကန်ဦးရောက်လာတယ်ကိုကန်ဦးဘာစိတ်တိုးလာတယ်မသိဘူးမန့်ညိုစိတ်အငေါက်ခမ်းလိုက်ရတယ်လမ်းတွေကစိုးလိုက်တာလွန်ရောဘဲကားမှမလိုက်ချင်ဘူးဖောက်တဲ့ကားမရှိလို့ဒုက္ခကိုများရောကားကလည်းပို့ပေးရသေးတယ်150ပေးရတယ်ဒါတောင်200မှဆိုလို့မနဲ့တောင်းမှန်ရတယ်ပတ်စံထပ်ပေးကြအောင်
စံအိတ်တွေကိုအလုတ်ယုံတွေကယောက်ျားတွေစမ်းပြီးသွားပြီးထမ်းကြတယ်။ခြံဝင်းဝါးနဲ့အလုတ်ယုံလောက်ကတော့အတန်နဲ့မှန်ပြီးထမ်းလို့ရတယ်။တစ်ယောက်2ချက်စီပေးကြ24ပြည်တွေကလူတွေက3ချက်ပေးကိုကန်ဦးကပတ်စံလိုက်ကောက်ပြီးစိတ်တူနေသလောက်ဥအောင်ကတော့ငြိမ်လို့ရောက်ကလေးကဂန်နီကိုတောင်စကားမပြောဘဲစံအိတ်ပဲတဲနေတယ်အပြိုကြီးစံအိတ်တွေတဲပြီးရင်ခွဲတော့လေဒီမှာချက်ရပြုတ်ရအောင်မဲ့သူတွေနဲ့နင်းရှာမရှိနဲ့ဒီမှာစံအိတ်တွေတဲလို့မပြီးသေးဘူးဒါလေးတော့ခဏစောင့်ရမှာပေါ့ဘာတော့ငါလင်ကိုထွေထမင်းစာနေမှာစိုးလို့ပေါ့ဟဲ့ဥအောင်ကခုမှမတ်ချိုကိုရန်ဖြစ်ပေါ်ရတယ်မတ်ချိုကခက်တွတ်တွတ်လေးပြန်ရန်ဖြစ်ရင်ဒီအကောင့်အတန်ကိုခုမှကြားရတယ်တဲ့အပြိုကြီးကစံအိတ်တွေကနေကွန်ထိုးသမားဆိုင်ကပြည်တောင်းတဲ့စံတွေကိုခွဲပေးတယ်အပြိုကြီးကတိတိကျကျတက်တက်ရရက်နဲ့အလေအလွင့်အဖိတ်အစင်မရှိအောင်ခွဲရတယ်လေစံကောင်းထင်တယ်အနံ့လေးကောင်းတယ်အပြိုကြီးကစံတဆုပ်ကိုနမ်းကြည့်ပြီးအကဲဖြတ်တယ်စံကတော့ရောရပဲတချို့အိတ်ကတော့ကောင်းတယ်တဲ့ဖွေးဖွေးတွယ်လေးတွေလို့ပြောတာပဲမကောင်းတဲ့အိတ်လည်းပါမှာပေါ့ကိုကန်ဦးကရှင်းပြရင်မန်းညိုစိန်စီကိုဆေးလိပ်တူတောင်းတယ်ဆေးလိပ်ဖွာရင်အတော်ကြီးကြာအောင်ငြိမ်းနေတယ်စံခွဲရင်စံယူရင်ပြောနေကြတဲ့တယောက်တစ်ပေါက်အတန်တွေကိုသူ့နားထဲမဝင်ဘူးဒီအိတ်ကစံကတော့ကြေးတယ်ဟေးဟုတ်ပနန်လဲနန်တယ်ကျွန်တော်ရောပဲကြားရပဲနော်ကိုကန်နဲ့ကိုပဲလာကြနောက်ဆုံးမနေကြနဲ့ကဲပါထဲ့ပါကျုပ်တို့ကတော့နောက်မဆုတ်ပါဘူးအိုးတဲ့ရောက်မှချင်းအတူတူပဲမတ်ချိုဟောင်းဖွာလှုပ်တဲ့အတန်မှာမတက်တက်တီးခတ်လာတဲ့ဂီတာတန်ကိုကြားရတယ်ပြီးတော့တခုခုကိုဆိုလာတဲ့ခေါင်းတွဲရဲ့အတန်ဆူးဆူးကိုလည်းကြားရတယ်ဟောရှင့်သားလာပါပြီမညိုစိတ်အတန်မဆုံးသေးဘူးကစားနေရကသူ့ဝက်ကိုစီပြေးပြီးတကြားလုံးတောင်းတဲ့အငယ်2ယောက်ရဲ့အတန်ခေါင်းတွေကအော်ပြီးပြောလာတန်တွေစုညံသွားတယ်အမေဟောဒီမှာကိုကောင်းတွဲရမပေးဘူးတဲ့ဟေ့ကောင်မလူနဲ့အမေကိုကန်ဦးကတပ်ပြင်းတစ်ချက်ကိုလေးလေးပင်ပင်ကြီးချလိုက်တယ်ကဲနေကြအောင်ပြောကြရှိတယ်နောက်လာစပြီးကျုပ်တို့လာကားတွေခဏရပ်ထားမယ်တဲ့ဟင်ဒီလိုလေအလုတ်ယုံကိုဒီရွှေ့ပြီးအလုတ်ပြန်လုပ်ကြရတော့မှပြန်ပေးမယ်တဲ့အခုလောလောဆယ်အလုတ်အော်ဒါလည်းမရဘူးတဲ့အဲစံတော့ရမယ်တဲ့စံကတော့ပေးနေမှာပဲအားလုံးငြိမ်သက်သွားကြတယ်လောက်ခမရှိပဲစံကိုဘတ်နဲ့ထုတ်မှလဲဆိုတော့ကန်ဒီရဲ့ငိုချင်နဲ့ညင်းညူတန်တက်တက်လေးကြားရတယ်အဖေကောင်းတွဲလက်ကလေးနှစ်ဖက်ကကိုကန်ဦးလေဘင်းကိုရစ်ပတ်လာတယ်စိတ်မညစ်ပါနဲ့အဖေကလည်းကိုဖိုးကျော်တို့ဖះရှိကိုမထတဲ့နေ့ဆိုသားဈေးရောက်လို့ရပါတယ်သားလက်ကလေးကိုကိုကန်ဦးချုပ်ကင်လိုက်မိတယ်အားငယ်ငြိမ်သက်သွားကြရှာတဲ့အဖေလူလူတွေကြားထဲမှာအားကိုးစရာသားကလေးအဖေမှရှိသေးတယ်နော်စာတော်တဲ့သားကလေးကိုဈေးရောက်ခိုင်းပြီးအဖေတို့ကစားရမှာလားဟောဒီလိုမိုးဖွဲဖွဲလေးပဲသားကလေးကအင်မတန်ငယ်သေးတဲ့လက်ကလေးနှစ်ဖက်နဲ့ခုလိုဖက်အိတ်လဲပင်ဖက်ပြီးစိတ်မညစ်ပါနဲ့အဖေကလဲလို့အားပေးခဲ့ဘူးတယ်နော်အဖေတို့သားဖနှစ်ယောက်ခေါက်မုတ်လဲရောင်းကြတော့ငါလေအဲ့ဒီတော့ကသားကလေးဟာ9နှစ်သားပဲရှိသေးတယ်9နှစ်သားကလေးကကိုကန်ဦးရဲ့ခေါင်းတွဲကလေးဖြစ်နေခဲ့ရှာပြီကန်တော်ကြီးနဲ့အင်းရတဝက်ရဲ့စနေတနင်္ဂနွေနေ့တွေမှာခေါက်မုတ်ဘုံတစ်လုံးနဲ့သားဖားနှစ်ယောက်ကိုတွေ့နိုင်တယ်ကလေးက9နှစ်ရွယ်ပါဖောင်းဖောင်းမျက်တောင်ကော့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့လူတိုင်းမကြည့်ပဲမနေနိုင်အောင်ချစ်စရာကောင်းလွန်းတယ်မျက်နှာလေးမှာလည်းတနက်ခါကလည်းအဖွေးသာအင်းကြီးနဲ့ဘောင်းမီလေးတွေကတော့နွမ်းရှာတယ်အဖေလို့သူကအသက်30အရွယ်အသားညူညူအရက်မြင့်မြင့်ကိုဟန်တောင့်တင်းတယ်နှာရန်ပါဇက်နဲ့မဲနဲ့နေတဲ့မျက်ခုံးတွေကသားကလေးနဲ့တထေရရဲပဲဒါပေမဲ့မျက်လုံးတွေကတော့သားလေးလိုမျက်တောင်ကော့ကော့မျက်လုံးဝိုင်းတွေမဟုတ်ဘူးအဖေလို့သူရဲ့မျက်လုံးကမျက်လုံးအိမ်ငယ်ကိုခြိုက်ဝင်နေကြတယ်တိမ်ဝင်နေတဲ့မမြင်မျက်လုံးတွေချစ်စရာကောင်းလာတဲ့သားကလေးနဲ့လောကကြီးကိုဘယ်တော့မှမမြင်နိုင်တော့တဲ့
မျက်မမြင်မျက်လုံးတွေနဲ့လေမျက်မမြင်သားအဖကိုသားကလေးကလက်ဆွဲလမ်းပြလို့ပါဇက်ကလည်းအဖေအတန်အော်အော်ကြီးနဲ့အော်သလိုအတန်သေးသေးလေးနဲ့ခေါက်မုံခေါက်မုံလို့အော်တတ်တယ်ကလေးတွေစုဝေးကစားစူညံတတ်တဲ့နေရာမျိုးမှာသူ့အဖေအော်တတ်တဲ့သားတို့သမီးတို့ရေခေါင်းမုံလေးဆိုတဲ့အော်ဒန်ကိုအတုလိုက်အော်တဲ့အခါမျိုးမှာသူ့ဘာသာသူသဘောကျပြီးတခိခိရည်နေတတ်တယ်။သားကလေးလိုသဘောကောင်းမနှောကောင်းသူများတွေပြောသလိုအင်မတန်ချစ်စရာကောင်းတဲ့သားကလေးတစ်ယောက်ဟာဘာဖြစ်လို့များကိုကံဥတို့ဘဝထဲမှာဝင်စားခဲ့ပါလိမ့်နော်။သားကလေးရဲ့ကုသိုလ်ကံလို့ဆိုရတော့မှာပေါ့။သားကလေးဟာအရင်ဘဝကမကောင်းခဲ့တဲ့ကုသိုလ်ကံကြောင့်သာကိုကံဥတို့ဘဝထဲဝင်စားခဲ့ပေမဲ့ဒီဘဝမှာတော့သူ့ကိုလူချစ်လူခင်ပေါ်လာတယ်။မြင်သူတိုင်းကချစ်ပြီးမြင်သူတိုင်းကတနာကြတယ်။ပြီးတော့အပီးပိုင်မွေးစားခြင်းကြပြီးအတင်းတောင်းတတ်ကြတယ်။သားကလေးနဲ့ခေါင်းမုံသွားရောက်တဲ့နေတိုင်းကိုကံဦးရင်ဆိုင်ရတာကစိတ်ဆင်းရဲရတာကကလေးတောင်းတဲ့သူတွေကိုပဲခေါင်းမုံလာပါအောင်ဆိုတာနဲ့သွားလာရောအနားရောက်တော့ခေါင်းမုံဘယ်နှခုလဲလို့အမေးကိုမပြောပဲဟဲကလေးလေးကချစ်စရာကောင်းလိုက်တာဆိုပြီးမေးတော့မြန်တော့တောင်းတော့တာပဲပေးလိုက်ပါလားယင်ရှင်းမလဲတောင်းဝန်ပေါ့သွားတာပေါ့ဆိုတော့တချို့မိန်းမရဲ့ရင်ကျေးပွေရာစကားတို့ကိုကံဦးအသေးခိုက်အောင်နာလာတယ်ဒီလိုအခါမျိုးကြာရင်တော့ခေါင်းမုံမြန်မြန်ရောင်းပြီးသားကလေးလက်ကိုမလွတ်တမ်းဆွဲထားရင်ကိုကံဦးထွက်ပြေးရတာပဲသားကလေးကတော့အလိုက်သိရှာပါတယ်ဖိတ်အေးကိုလည်းသူတိတ်ချစ်ရှာပါတယ်ဘယ်သူကတောင်းတောင်းလိုက်လားလိုက်မလားနေမလားလို့ဘယ်သူကမေမေဟင်းအင်းမလိုက်ဘူးတားမနေခြင်းဘူးလို့အမြဲတမ်းဖြေရှာတယ်တခါတလေတော့လေကိုမတရားဘူးလို့စိတ်ဆိုးဒေါသဖြစ်မိတယ်မရေရာမတေကြတဲ့ကိုဘဝလေးထဲမှာသားလေးကိုထားမဲ့အစားသားလေးကိုတကယ်ချစ်ပြီးတကယ်လိုချင်ပြီးကောင်းကောင်းမွန်မွန်မတောင့်မတမကြောက်မကြနေရမယ့်ဘဝမျိုးထဲမှာမထားသင့်ဘူးလားတခါတော့ကိုကံဦးဖြစ်ခဲ့ဘူးတယ်သားလေးကိုပေးလိုက်လို့နီးနီးအဖြစ်အထိကိုဖြစ်ခဲ့မိဘူးတယ်ကံတော်ကြီးဆောင်ပါပဲသားဖာနှစ်ယောက်ခေါက်မုံနဲ့တယောက်တလဲအောနေကြတော့အဖေဟိုမှာအန်တီတယောက်ခေါ်နေတယ်ဘယ်နာကလဲကွအဖေမကြားပါဘူးသူကလက်ရက်ခေါ်နေတာဟိုတစ်ပင်ရိပ်အောင်မှာသူနားလေးကကားလေးကလှလိုက်တာအဖေရာအနီအောင်ရှိမျောမျောလေးဘာကားလို့ခေါ်လဲအဖေသိလားဘယ်သိမှလဲကွအဖေမမော်တော်ကားဆိုတာကိုမသိတာအဖေတခါမှမမြင်ဘူးပေါ့အေးပေါ်ကွအမေရောအမေလည်းဘယ်မြင်ဘူးပါမလဲတနာပါတယ်တာကြီးလာရင်ဖေဖေတော့မြင်အောင်လုပ်ပေးမယ်နော်အဖေအေးပါကွာအဖေဟိုမှာခေါ်နေပြန်ပြီတွားရမလားတွားပေါ်ကွသူကခေါင်းမုံဝယ်မလို့နေမှာပေါ့သူ့နားမှာကလေးလေးတွေမရှိဘူးလားမရှိပါဘူးရှောက်စော်နေရနေမှာပေါ့ကွာတာဖာနှစ်ယောက်စကားတပြောပြောနဲ့အဲ့ဒီအမျိုးသမီးနားကိုရောက်တော့သားကလေးကတုန့်ခနဲရက်တယ်ရောက်ပြီအဖေတဲ့ခေါင်းမုံဘလို့ရောင်းလဲရင်တစ်ချက်ဖိုး10ခုပါခမခေါင်းမုံဘုံကိုဖွင့်ရင်အမျိုးသမီးရဲ့အတန်ကိုကံဦးတတိထားမိတယ်ချိုတာနူးညံ့ပြီးဂယုဏရှိတဲ့အတန်ဘလို့ပြောမလဲစိတ်ကောင်းနှလုံးကောင်းရှိတဲ့အတန်မျိုးပေါ့ဒီလိုအတန်ပိုင်ရှင်မျိုးဟာရုပ်ရည်လဲလှမင်နဲ့တူပါရဲ့ဘယ်နှခုယူမလဲခမယူမယ်လေခဏနော်ဒီသားလေးကရှင့်ကလေးလာရင်ကိုကံဦးရင်နဲ့ထိတ်ခနဲဖြစ်သွားတယ်ထုံးစံအတိုင်းဇလန်းကတော့စပြီကိုကံဦးရင်ဆိုင်ရတော့မယ်ဟုတ်ပါတယ်ကျွန်တော်သားလေးပါစိတ်မရှိပါနဲ့နော်ကလေးအမေကရောသူ့အမေရှိပါတယ်အိမ်မှာပဲအငယ်လေးနှစ်ယောက်နဲ့လေသူကအကြီးဆုံးပေါ့ဟိုအမေကတော့မျက်စိမမြင်ဘူးကျွန်တော်လိုပဲကျွန်တော်တို့လင်မယားနှစ်ယောက်လုံးမျက်စိမမြင်ကြရဘူးအော်စိတ်မကောင်းပါဘူးရှင်ရှင်တို့မှာသားသမီး3ယောက်တောင်ရှိတယ်နော်သားလေးကအရန်ချစ်ဖို့ကောင်းတာပဲလာပါအောင်သားအန်တီစီကိုလာပါအောင်ဂယုဏတန်တဲ့မိန်းမကသားလေးကိုဆွဲယူလိုက်တယ်ထင်ပါရဲ့ကိုကံဦးလက်ကစုပ်ထားတဲ့သားကလေးလက်ကလေးပြုတ်ထွက်သွားတယ်သားနာမည်ဘယ်လိုခေါ်လဲယင်လင်းဟုတ်လားသားเจ้าနေပြီလားเจ้าမနေသေးဘူးအိုး
ဘာပြုလို့လဲ तू က9နှစ်ပဲရှိသေးတာကြောင်းထားလို့မရသေးဘူးအေးလေဟုတ်တာပေါ့ဒါပေမဲ့အိမ်မှာတော့စာသင်ပေးသင့်ပြီအမျိုးသမီးကသူ့ဟာသူပြောတယ်လို့တိုးတိုးလေးပြောတယ်ပြီးတော့တက်ပြင်းတစ်ချက်ချတယ်မိဘဆိုတာကိုသားသမီးကိုချစ်ကြမှာကြီးပဲပေါ့နော်ကျမတို့တော့သားသမီးမရှိလို့ကိုချင်းမစာပြောရတယ်လို့မထင်ပါနဲ့နော်ဒီသားလေးကိုကျမမွေးစားလို့ရမလားယင်အမျိုးသမီးအတန်ကနူးညံ့ပြီးဝမ်းနဲ့ကြေကွဲနေတယ်လို့ပဲဒီလိုပြောခံရတိုင်းဟာမဖြစ်ပါဘူးဗျာလို့ခက်တွက်ပြန်ပြောနေကြကိုကန်ဥပါဇက်ကတွန့်ဆုံနေတယ်ကျမဟာသားသမီးမရနိုင်တော့တဲ့မိန်းမတစ်ယောက်ပါကျမယောက်ျားရောကျမရောကလေးချစ်တတ်ကြပါတယ်ချစ်ချင်ကြတယ်လေဒါပေမဲ့ကျမတို့မှာမျှော်လင့်ချက်မရှိတော့ဘူးကျမယောက်ျားကစီးပွားရေးလုပ်ငန်းရှင်တဦးပဲကလေးအတွက်ဘာမှမပူရပါဘူးသူလည်းသားလေးကိုမြင်ရင်ချစ်မှာပဲဘယ်နဲ့လဲဒီသားလေးကိုကျမကိုမပေးနိုင်ဘူးလားယင်ခတ်တော့တာပါပဲသူ့လိုမိန်းမမျိုးကကိုကန်ဦးလိုလူမျိုးကိုအတနာခံတောင်းပန်နေလိုက်တာပြီးတော့လေတနာပါတယ်သူဟာကလေးမရနိုင်ရှာတဲ့မိန်းမတဲ့စကားပြန်ပြောဖို့ကိုကန်ဦးအားယူနေတော့ရုတ်တရက်သားလေးရဲ့အတန်ကလေးပေါ်လာတယ်ဒီကားလေးကအန်နီကားလားဟုတ်တယ်သားရဲ့သားစီးကြည့်ချင်လို့လားအန်နီတစ်ပတ်မောင်းပေးမယ်လေအန်တီမောင်းမယ်ဟုတ်လားအေးလေအန်တီမောင်းတတ်ပါတယ်သားရဲ့သားအန်ကယ်ကအလုတ်သွားနေတော့အန်တီပဲမောင်းရတာပေါ့သားအန်တီတို့နဲ့လိုက်နေရင်တော့သားကြီးလာရင်သားအန်တီတို့မောင်းဖို့ပေါ့သားမမောင်းချင်ပါဘူးဘာဖြစ်လို့လဲသားရဲ့ကောင်းမောင်းရတာတိတ်ပျော်စရာကောင်းတာသားကိုအန်တီကကားလလာလေးတစ်စင်းဝယ်ပေးမှာပေါ့အန်ကယ်လည်းသူ့ကားနဲ့သူအန်တီလည်းအန်တီကားနဲ့ကားမောင်းကြတာအန်တီတို့မှာကားနှစ်စင်းတောင်ရှိတယ်အေးပေါ့သားအတွက်ဝယ်ရင်3စင်းဖြစ်ပြီနော်ပြီးတော့တခြားသားတွေသားလို့ကျင်တာတွေကိုအန်တီအားလုံးဝယ်ပေးမယ်နော်နေမယ်မလားအန်တီတို့တိုက်လေးထဲမှာအန်ကယ်ရဲ့အန်တီရဲ့သားရဲ့ခိုင်းတဲ့မိန်းမရဲ့ဒါပဲနေရမှာဘာများလို့သေးလဲသားလေးရဲ့မင်းဟာဒီလိုဘဝမျိုးကဒီလိုမိဘတွေရဲ့ဘိုက်ထဲမှာဘာလို့များမဝင်စားခဲ့ရတယ်လဲမင်းကသာနေချင်တယ်လို့ပြောလိုက်ရင်အဖေထဲလိုက်မိတော့မှာမင်းအမေနဲ့တော့နောက်မှပြဿနာရှင်းရတော့မှာပေါ့ဒါပေမဲ့မင်းကလေးကလေသားအောင်မေ့ရင်ဖေဖေတို့စီပြန်လို့ရလားကိုကန်ဦးရုတ်တရက်အသက်ရှူရက်သွားသလိုပဲအော်သားလေမင်းလိုက်သွားခြင်းနဲ့နော်အမျိုးသမီးကငြိမ်နေတယ်ပြီးမှခဏခဏတော့ပြန်လို့မရဘူးပေါ့သားရဲ့သားခဏခဏပြန်ကျင်တာဒါဖြင့်ဖေသားအန်တီနဲ့မလိုက်တော့ပါဘူးနော်ဖေသားလေးရဲ့လက်မောင်းကိုလာကင်တဲ့သားလက်ကလေးတွေကိုကိုကန်ဦးမလွတ်တမ်းဆုပ်ထားမိတယ်အမကြီးကိုအားနာပါတယ်ကျွန်တော်တို့သွားအောင်မယ်သားကလေးလက်ကိုဆွဲပြီးထုံးစံအတိုင်းကိုကန်ဦးပြေးဖို့ပြင်တော့အမျိုးသမီးကအိုးနေပါအောင်ရှင်ရရောကလေးကိုမထဲ့ချင်ဘူးလားယင်ရှင်နားလည်မှာပါနော်အဲကျွန်တော်ကတော့တားမလိုက်ချင်ဘူးဖေတားမလိုက်ဘူးအမျိုးသမီးကအဲ့ဒီကြားမှာငြိမ်သက်သွားပြီးသားကလေးလက်ထဲကိုမဘိုးပတ်စံတွေထည့်နေတယ်ကျမနောက်တစ်ပတ်ဒီမှာလာဆောင်နေမယ်စဉ်းစားခဲ့ပါအောင်တက်တာနော်တာကိုကန်ဦးတို့တာအဖအမျိုးသမီးနာပြေးခဲ့ကြတယ်သားလေးကသူတခါမှမကင်ဘူးတဲ့ပတ်စံတွေကင်ပြီးခုံဆွပျော်လို့တထေးဖြစ်ပြီကွာတဲ့ကိုကန်ဦးကတော့တထိုင်လေးမှာဆုံးဖြတ်တယ်နောက်အပတ်ကစပြီးကန်တော်ကြီးကိုမလာတော့ဘူးလို့တော်ပါသေးရဲ့ကွာငါသားလိုက်များလိုက်သွားမလားလို့မိုးဖွဲမှာတစ်ပင်ရိပ်တအိတ်အောင်သားဖားနှစ်ယောက်ထိုင်နားနေကြရင်စိန်မောလူမောနဲ့ကိုကန်ဦးကပြောတော့လက်သေးသေးလေးနှစ်ဖက်ကကိုကန်ဦးလေပင်ကိုရစ်ပတ်လာတယ်အဖေကစိတ်ညစ်သွားတာလားဒါဘောကွာစိတ်မညစ်ပါနဲ့ဖေကလည်းအဖေကိုအားပေးရင်းနဲ့ပင်ပန်းနေရှာတဲ့သားလေးကတရိပ်အောက်မှာအဖေရင်ခွင်နဲ့တရိပ်အိပ်ပျော်တော့မြင်သူတိုင်းလိုချင်လာတဲ့သားကလေးရဲ့မျက်နှာကိုကိုကန်ဦးစမ်းသက်ကြည့်မိတယ်လင်းရဲ့ငါသားဟာဘ
လောက်များချောမောလှပနေလို့တော့အဖေသိကျင်လိုက်တာ